မောင်ဗလာ episode 5 ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။မောင်ငက်ကမောင်ဗလာတို့ချောင်းကြည့်နေတာကိုမြင်တော့ပြီးသူ့ရဲ့ကောင်းဆောင်ကိုပြောပြလိုက်ပါတယ်။သူတို့ကောင်းဆောင်ဖြစ်တဲ့ဆုံးမကလည်းဆုံးမတွေကိုလိုက်ခိုင်းစီခဲ့ပါတယ်။ဆုံးမတွေဖြစ်တဲ့အတွက်မောင်ဗလာဘလောက်ပဲတက်တက်မသိပါဘူး။မောင်ဗလာကလည်းဆုံးမတွေကိုသူ့ရဲ့ကြောက်နဲ့လှုပ်ထားတဲ့လက်နေနဲ့အကျဉ်းချင်းခုတ်ဖို့ကြိုးစားခဲ့ပါတယ်။ဒိုင်နိုဆောကိုတော့ဆုံးမတစ်ကောင်ကထွက်လာပြီးမျက်လုံးကိုအစိမ်းရောင်အဖြစ်လောက်ကညှို့လိုက်ပါတယ်။မောင်ဗလာကဆုံးမတွေကိုမတက်နိုင်မှန်းသိတော့ထွက်ပြေးခဲ့ကဆုံးမညှို့ထားတဲ့ဒိုင်နိုဆောနဲ့တွေ့ခဲ့ပါတယ်။မနက်နိုးလာတော့လက်ဝါးကားတိုင်းမှာချီခံထားရပြီးဒိုင်နိုဆောကိုညှို့ထားတဲ့ဆုံးမပါရှိနေခဲ့ပါတယ်။မောင်ဗလာလည်းဒိုင်နိုဆောကိုတွေ့တော့ဒိုင်နိုဆောကိုអော်ခဲ့ကဒိုင်နိုဆောကလည်းဒီအတန်ကိုကြားဖူးတော့ကြောင်ချောက်ချားဖြစ်နေခဲ့ပါတယ်။ဒိုင်နိုဆောကလည်းအတိပြန်ဝင်လာတယ်လို့ဘာလို့နဲ့ဆုံးမကိုပြန်တိုက်ခိုက်ဖို့လုပ်ခဲ့ပါတယ်။ဆုံးမကိုပြန်တိုက်ခိုက်ဖို့လုပ်တဲ့ချိန်မှာဆုံးမကသူ့ရဲ့မျက်လုံးတွေကိုပြန်ညှို့လိုက်ပါတယ်။အဲ့ဒီချိန်မှာမောင်ဗလာကလည်းမရက်မနာអော်နေတော့ဆုံးမကဒိုင်နိုဆောကိုမထင်ချုပ်နိုင်ပဲဖြစ်နေခဲ့ပါတယ်။နောက်တော့ဆုံးမကလည်းအချိန်တွေခုံလုံးကိုရက်တက်လိုက်ပြီးမြေကြီးမှာအစိမ်းရောင်ဆက်ဝိုင်းတစ်ခုဝိုင်းခဲ့ပါတယ်။အဲ့ဒီအစိမ်းရောင်ဆက်ဝိုင်းကိုထောင်ပြီးဒိုင်နိုဆောရဲ့အတိတ်ကိုဝင်တာကြည့်ခဲ့ပါတယ်။သူဝင်တော့ကြည့်လိုက်တဲ့အခါမှာတော့ဒိုင်နိုဆောနဲ့မောင်ဗလာတို့ရဲ့ဆက်ဆံရေးကိုတီးတော့ခဲ့ပြီးကြည်နူးနေတဲ့ဒိုင်နိုဆောရဲ့မိသားစုလေးကိုဒိုင်နိုဆောအနီကဒိုင်နိုဆောအပြာရဲ့သားလေးကိုလာစားတော့တာကိုတွေ့ရခဲ့ပါတယ်။ဆုံးမအူကြီးကလည်းအတိတ်ကနေထွက်လာခဲ့ပြီးဒိုင်နိုဆောကိုတနာတဲ့စိတ်နဲ့ဖတ်ခဲ့ပါတယ်။အဲ့ဒီချိန်မှာမောင်ဗလာရဲ့အတိတ်ကိုလည်းဆုံးမကဆက်ဝိုင်းပုံစံဝိုင်းပြီးတွားကြည့်ခဲ့ပါတယ်။ဆုံးမကမောင်ဗလာရဲ့တိတ်ကိုရောက်သွားခဲ့တော့မောင်ဗလာတို့ကလေးဆဆမွေးတာကိုတွေ့ခဲ့ပြီးမောင်ဗလာကတူတာကိုမွေးပြီးချင်းမှပဲနေထွက်ပြတာကိုတူတွေ့ခဲ့ပါတယ်။နောက်သူအချင်းကိုရစ်ကြည့်တော့ဒိုင်နိုဆောအနီတွေတူတာကိုလာစားတော့တာကိုလည်းဆုံးမကတွေ့ခဲ့ပါတယ်။ဆုံးမကလည်းမောင်ဗလာရဲ့အတိတ်ကနေထွက်လာကအချင်းအလုံးကိုပြန်ရွှေ့လိုက်ပြီးဝမ်းနေစွာနဲ့ထွက်သွားခဲ့ပါတယ်။တကယ်တော့ဆုံးမကြီးကလည်းသူကိုယ်တိုင်ကလည်းသမီးရှိခဲ့ပူပါတယ်။ဒါကြောင့်မို့သူကလည်းသူ့ရဲ့အတိတ်ကိုပြန်သွားကြည့်ခဲ့ပါတယ်။သူ့ရဲ့အတိတ်မှာတော့သူတို့ရဲ့ဆုံးမကောင်းဆောင်ကသူ့အတွက်သမီးလေးတစ်ယောက်မွေးပေးခဲ့တာဖြစ်ပြီးသူလည်းအသမီးလေးကိုယူကာသူ့ရဲ့နေအိမ်ကိုတွားခဲ့ပါတယ်။သူ့ရဲ့သမီးလေးကြီးလာတော့ပန်းနဲ့အများကြီးရှိတဲ့ပန်းချံမှာတွားကစားခဲ့ပါတယ်။အဲ့ဒီချိန်မှာမထင်မှပဲသူ့သမီးလေးကကြောက်ကဘာပေါ်ကနေပြုတ်ကျတည်ဆုံးသွားခဲ့ပါတယ်။ဒူမကလည်းအဲ့ဒီဝမ်းနေရတဲ့အတိတ်ကနေပြန်ထွက်လာခဲ့ကဝမ်းနေစွာနဲ့မိုက်နေခဲ့ပါတယ်။ခဏအကြာမှာတော့ဆုံးမတကောင်ကအဲ့ဒီဆုံးမအူနာကိုစီတစ်ခုလိုက်ပေးပြီးမောင်ဗလာနာစီတုတ်ခိုင်းစေခဲ့ပါတယ်။ဆုံးမအူကြီးကလည်းမောင်ဗလာနာသွားပြီးအစိမ်းရောင်မင်းကိုယူကာမောင်ဗလာခန္ဓာကိုယ်မှာအမတ်အသားတွေတုပ်ပြီးခဲ့ပါတယ်။ဆေးတုပ်နေရင်းကနေလိပ်ပြတစ်ခုကမောင်ဗလာရဲ့လက်မောင်းပေါ်မှာလာနာတာကိုတွေ့တော့ဆုံးမကြီးကဝမ်းနေဆောင်နဲ့ထွက်သွားခဲ့ပါတယ်။ညရောက်တဲ့အချိန်မှာတော့ဆုံးမတွေအားလုံးမောင်ဗလာကိုတက်ဖို့လုပ်ခဲ့ပါတယ်။ဆုံးမကောင်းဆောင်ကလည်းသူ့ရဲ့မော်တို့ကိုမောင်ဗလာရဲ့ဝိညာဉ်ကိုစုပ်ဖို့လုပ်တဲ့ချိန်မှာအဲ့ဒီဆုံးမဦးကြီးကမော်ငက်ကိုတတ်လိုက်ပါတယ်။အဲ့ဒီချိန်မှာဆုံးမဦးကြီးကဒိုင်နိုဆောကိုညှို့တဲ့ဟာဖယ်လိုက်ပြီးဒိုင်နိုဆောကလည်းမောင်ဗလာကိုဝင်ခဲ့ခဲ့ပါတယ်။ဆုံးမကောင်းဆောင်ကလည်းမြေခွေးကြီးပုံစံပြောင်းလိုက်ပြီးဒိုင်နိုဆောနဲ့တိုက်ခိုက်နေတဲ့ချိန်မှာဆုံးမဦးကြီးကငှက်ပုံစံပြောင်းပြီးဝင်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာဆုံးမဦးကြီးကဒိုင်နိုဆောကိုပြန်ညှို့လိုက်ပြီးမောင်ဗလာကိုတွားခေါ်ခိုင်းစီခဲ့ကသူ့ကိုယ်သူစတေးပြီးမြေခွေးကြီးနဲ့ရှင်ချခဲ့ပါတယ်။မောင်ဗလာတို့လည်းပြေးထွက်သွားပြီးဆုံးမဦးကြီးကလည်းဆုံးမကောင်းဆောင်တတ်တာကိုခံလိုက်ရပါတယ်။မောင်ဗလာတို့လည်းဆုံးမအန်တရယ်ကနေလွတ်သွားခဲ့ပြီးတနေရာမှာနားနေခဲ့ပါတယ်။နောက်နေ့မနေ့ရောက်တော့မောင်ဗလာတို့ခရီးဆက်ကြရင်းနဲ့တွေးတွေအိုင်နေတဲ့နေရာကိုတွေ့ခဲ့ပြီးတွားကြည့်တော့ကြားတစ်ကောင်တည်နေတာကိုတွေ့ခဲ့ပါတယ်။အဲ့ဒီကြားကလည်းခေါင်းတစ်လုံးသာကျန်ခဲ့ပြီးအူတွေကလေးစားတွေဘာတစ်ခုမှမကြံတာကိုတွေ့ခဲ့ပါတယ်။မောင်ဗလာတို့လည်းခရီးဆက်ကြရင်းနဲ့မိုးချုပ်တော့တနေရာကိုထိုင်နာနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာကြံ့တွေကမောင်ဗလာတို့ဘေးနားကိုဖြတ်လာခဲ့ပြီးကြံ့တကောင်ကရေတောက်နေချိန်မှာအကောင်တကောင်ကဝန်ကြိုက်တာကိုအော်တော့မောင်ဗလာတို့အတန်တခုကြားခဲ့ပါတယ်။အဲ့ဒီအချိန်မှာကြံ့တွေအားလုံးကြောက်တော့ရုတ်ရုတ်တဲတဲနဲ့ပြေးသွားခဲ့ပြီးပြန်ခုခံဖို့လုပ်ခဲ့ပေမဲ့လည်းအကုန်လုံးတတ်ခံလိုက်ရပါတယ်။မောင်ဗလာတို့လည်းအဲ့ဒီအတန်ကိုကြားတော့မောင်ဗလာသွားခဲ့မယ်လို့တော့ဒိုင်နိုဆောကမသွားခိုင်းပဲမိဘုံနာကိုဆက်နေဖို့ပြောခဲ့ပါတယ်။မောင်ဗလာကလည်းဒိုင်နိုဆောစကားကိုယုံပြီးမိဘုံနာကိုပြန်သွားထိုင်ခဲ့ပါတယ်။မနေ့ရောက်တော့မောင်ဗလာတို့ရေချောင်းမှာထိုင်နေရင်အတန်တစ်ခုကြားလို့မောင်ဗလာတစ်ပင်ပေါ်တက်ကြည့်ကလက်သားတွေပြန်ဝဲနေတာကိုတွေ့နေရပါတယ်။မောင်ဗလာတို့လည်းခရီးဆက်ကြရင်းနဲ့လေအရန်ကျန်းတော့ကြောက်တုံးနောက်ကိုပြေးခိုးနေခဲ့ပါတယ်။ညရောက်တော့မောင်ဗလာတို့ထုံးစံအတိုင်းမီးမွေးပြီးမိဘုံဘေးမှာထိုင်နာနေခဲ့ပါတယ်။မောင်ဗလာတို့အိပ်ပျော်သွားချိန်မှာအကောင်တကောင်ကမီးကိုမိတ်လိုက်ပါတယ်။ခဏအကြာမှာမောင်ဗလာနဲ့တိုင်နိုဆောကကြောက်စရာအတန်တစ်ခုခုကြားလို့ထွက်ပြေးခဲ့ရပါတယ်။မောင်ဗလာနဲ့တိုင်နိုဆော episode 5ကတော့ဒီလောက်နဲ့ပဲပြီးဆုံးသွားပါတယ်။ episode 6ကိုတော့နောက်နေ့9နာရီမှာတင်ဆက်ပေးတော့မှာဖြစ်လို့ subscribe လေးမနေ့ရတည်းရင်လည်းနှိပ်တော့ပေးဖို့တောင်းဆိုချင်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။